တင်တန်းလာတက်ရပါဘောနော်ပထမအဆုံးဘာမှမတင်ခင်မှာဒါကိုစိတ်လို့ရှာခဲ့ရတယ်ဘာတွေတင်မလဲဆိုတာကိုစူးစမ်းချင်တယ်ပေါ့နော်ဘယ်လို activity လုပ်နေဘာအကြောင်းတွေလာတင်မလဲဆိုတာကိုစိတ်လို့ရှာပြီးတော့မှစောင့်မျှော်နေတယ်ဒီနေ့တင်တန်းမှာတားတာပေါ့နော်အရန်ပြော့တယ်အဲ့လိုမျိုးအခြားကျောင်းတငယ်ချင်းတွေနဲ့မိတ်ထားရဖဲခွင့်ရှိရပေါ့နော်အဲ့လိုမျိုးတငယ်ချင်းအစ်စ်တွေလည်းရခဲ့တာပေါ့နော်ဒီနေ့တင်တန်းတက်ရတော့ကျွန်တော်အလိုပျော်ပါတယ်ဘာလို့လဲဆိုတော့ကိုမသိတဲ့လူတွေကိုစာလက်သေးပေးတဲ့အတွက်ကျွန်တော်ပျော်မိပါတယ်စီကန်စိတ်ပိုင်းဆိုင်ရာမူရည်စေဝါပြီးတော့ online လိမ်လည်ဖျားယောက်မှု online လိမ်လည်မှုရယ်နောက်ပြီးတော့မူရည်စေဝါရယ်ပြီးတော့စိတ်ကျန်းမာရေးတင်တဲ့ပုံမှာတော့မူရည်စေဝါတွေမူရည်စေဝါတွေ online လိုက်စာဖြူတွေပြီးရင်ရေစီကန်လန်စီကန်တွေသင်ကြားခဲ့ပါတယ်တင်တန်းမှာအတွေ့အကြုံတစ်တွေရရှိခဲ့ပြီးတော့ဘယ်လိုစီလုံးညီညွတ်ရမလဲဆိုတာ group line နဲ့လည်းလှုပ်ဆောင်ခဲ့တဲ့ activity အတစ်တွေပေါ့နော်အဲ့ဒါတွေလည်းရရှိခဲ့တယ်ပေါ့နော်ဒီနေ့တင်တန်းတက်လိုက်ရတဲ့ကျွန်တော်ရရှိလိုက်တဲ့အရာတော့ကျွန်တော်အရက်ဆိုရင်ကျွန်တော်ရှောက်လာတာအဲ့လိုမျိုးလန်စီခဲတွေတိတ်မသိဘူးဆိုတော့ကျွန်တော်အဲ့လိုမျိုးမားတာရှိတယ်အဲ့ကြောင့်မို့အခုလိုလက်သေးပေးတဲ့အတွက်ကျွန်တော်ပို့ပြီးတော့တီးလာတယ်ပေါ့နောက်ဘယ်လိုပြုပြရမလဲဆိုတာပို့ပြီးတော့တီးလာဒီနေ့တင်တန်းမှာပေါ့နော်စိတ်ကြမ်းမာရေးနဲ့ပတ်သက်တဲ့ဟာတွေကိုတင်ကြားခဲ့ရပါတော့စိတ်ကြမ်းမာရေးဆိုတာလူငယ်တိုင်းအတွက်ရေးပါတယ်ဗျလူငယ်ဖြစ်တဲ့အလျောက်ပေါ့နော်စိတ်ရှုပ်စရာတွေစိတ်ညစ်စရာတွေလည်းရှိခဲ့ကြတာပေါ့နော်အဲ့ဒီခါကြတဲ့ရှင်ဖြည့်ရှင်နီးတွေပေါ့နော်လမ်းမမရောက်ဖို့အတွက်နဲ့ကောင်းကောင်းမှုဖြည့်ရှင်နိုင်ဖို့လိုတာပေါ့နော်အခုတင်တန်းမှာဆိုလို့ရှိရင်တမီတို့တက်စိတ်ကြမ်းမာအောင်ဘယ်လိုနေရမလဲဆိုတာတင်ကြားခဲ့ရတာပေါ့နော်တင်တဲ့အတွေ့အကြုံကိုအနာဂတ်မှာဘယ်လိုပြန်ပြီးအသုံးချခြင်းလဲဆိုတော့ဒီအတန်းတွေကတငယ်ချင်းတွေကိုပြန်ပြီးတော့မျှဝေပေးမယ်နောက်ပြီးတော့ကိုယ့်ရဲ့မိသားစုဝင်တွေကိုပြန်ပြီးတော့မျှဝေပေးဖို့ရှိတယ်ပေါ့နော်တင်တန်းတွေ့ကြုံနဲ့ပတ်သက်ပြီးတော့ဒီကိုအခန်းထဲကတငယ်ချင်းနေတာမကဘူးကိုရဲ့ညီလေးညီမလေးတွေမောင်နှမတွေကိုရဲ့မိသားစုတွေဆွေမျိုးတွေကိုသူတို့အတွက်လည်းဝင်းမြပေးခြင်းနဲ့အထူးသဖြင့်လူငယ်ပိုင်းကိုယောက်ျားတော့မယ်မောင်လေးညီမလေးတွေပေါ့နော်သူတို့အတွက်ဘ ഹു တုတာတွေများစွာဝင်းငှပေးခြင်းတယ်ညီမတင်ကြားလိုက်ရတဲ့အတွေ့အကြုံအသစ်တွေကိုညီမမတိသေးတဲ့ကလေးငယ်တွေကိုပြန်ပြီးတော့တင်တန်းပြန်ပေးချင်တယ်ပေါ့နော်တင်တန်းအတွေ့အကြုံပေါ့နော်အနာဂတ်မှာတငယ်ချင်းတွေမှာဖြစ်ဖြစ်မိသားစုတွေမှာဖြစ်ဖြစ်နော်အနီနာချင်းတွေကိုပဲဖြစ်ဖြစ်နော်အဲ့လိုမျိုး share ပြန်လုပ်နိုင်ဖို့လိုအပ်တာပေါ့နော်ဒီနေ့မှာပေါ့နော် Resource View အဖွဲ့အစည်းကနေပြီးတော့တင်တန်းလာပေးရဲ့အကိုအမတွေဆရာမတွေအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်ဒီလိုမအားရဲ့ကြားကနေပြီးတော့မှကျွန်တော်တို့ကျမတို့အတွက်ဘ ഹു တုတာတွေပညာတွေများစွာရရှိဖို့အတွက်စူးစမ်းပြီးတော့မှဝင်ရပေးတဲ့ Resource View က Resource View အဖွဲ့အစည်းကအကိုတွေအမတွေကိုအားလုံးကိုကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ဒီနေ့ပေါ့နော်တင်နေလာပေးတဲ့ Real View အလူရှင်အဖွဲ့အစည်းတွေနဲ့ပေါ့နော်တင်နေပေးတဲ့အကိုအမဆရာဆရာမတွေအားလုံးလည်းပေါ့နော်အထူးတင်ကျေးဇူးတင်တာပေါ့နော်နောက်ထပ်လည်းဒီလိုတင်တန်းတွေစိတ်ကြမ်းမာရေးနဲ့ပတ်သက်တဲ့တင်တန်းတွေအများကြီးပေးနိုင်ဖို့မျှော်လင့်ပါတယ်ဒီနေ့တင်လာတဲ့ Waste of You အဖွဲ့အစည်းအလူရှင်နဲ့အကိုအမတွေကိုတင်
တင်တဲ့လာတင်ပေးတာအရင်ကျေးဇူးတင်ပါတယ်နော်လာတဲ့အခါအရင်မျှော်နေပါတယ်အမကျေးဇူးတင်ပါတယ် ဒီနေ့တင်တန်းလာပေးတဲ့အလူရှင်နဲ့အကိုတွေအမတွေကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ပြီးတော့ဒီလိုတင်တန်းတွေထပ်ပေးမယ်လို့လည်းမျှော်လင့်ပါတယ်ဒီလိုတင်တန်းလည်းဒီလိုမျိုးတင်တန်းလည်းထပ်တက်ရှင်ပါတယ် တင်တန်းလာပေးတဲ့ race of you အကိုတွေညီမတွေပြီးတော့လူတွေပေးတဲ့လူရှိတွေကိုတော့ကျွန်တော်ရဲကျေးဇူးတင်မိပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့တွေကတယောက်နဲ့တယောက်မသိကြဘူးဒါပေမဲ့သူတို့တွေကကျွန်တော်တို့ကိုချစ်တဲ့အတွက်အဲ့လိုမျိုးတကူတကလာတည်ပြီးတဲ့အတွက်အရင်ကကျေးဇူးတင်ပါတယ်သူတို့ဘုရားသခင်သာရွေးကောင်းချီးပေးပါစေ